ဝင်းရောဟာပင်နယ်များ KAO Bright ကိုအခြေခံထားပြီးတော့မှမူလအတိုင်းမဟုတ်တဲ့ analytics setting နဲ့ဖန်တီးထားတဲ့ survey advanced gain တစ်ခုဖြစ်ပါတယ်။ ဝင်းရောကို indie developer များဖန်တီးထားပြီးတော့မှ survey plus exploration generate ကိုအဓိကထားတာဖြစ်ပါတယ်။ Bucrat survey ဆိုတဲ့ survey gain ကိုအခြေခံထားပြီးတော့မှအခြေခံ setting ကိုယူပြီးတော့မှ combat C exploration ထည့်ထားတာဖြစ်ပါတယ်။ပင်လယ်ကြီးပေါ်မှာဆွမ်းစားခီးတွားလာရတဲ့ private style တမိုင်းမှန်မဟုတ်ပဲ fantasy ဆန်နဲ့ပေါ်ဖြစ်ပြီးတော့မှလုံးဝမှုများဒဏ်ကြိုးများ၊ကွိုက်များအစရှိတော့ပါဝင်တာဖြစ်ပါတယ်။မြေပြင်နဲ့ပင်လယ်နှစ်ခုစလုံးတွာလာနိုင်တာဖြစ်ပါတယ်။ player resource စုဆောင်ပြီးတော့မှ base တိဆောက်နိုင်တယ်။လေတွေတိဆောက်ပြီးပင်လယ်ထဲခီးတွားနိုင်ပြီးတော့မှ combat system ပါပြီးတော့ enemy နဲ့တိုက်ခိုက်နိုင်တာဖြစ်ပါတယ်။ Proceed ခဲ့တဲ့ခုနှစ်ကတော့ April လ14ရက်နေ့2026ခုနှစ်ဖြစ်ပါတယ်။ Stream ပေါ်မှာကစားလို့ရပြီဖြစ်ပါတယ်။